နေတိုးရဲ့အခက်အခဲကရုရှားသမ္မတပူတင်အတွက်အောင်ပွဲခံတဲ့ရလဒ်ဖြစ်လာတော့မှာလားမနေ့ကအင်္ဂါနေ့ကအမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့ဒုတိယသက်တမ်းတစ်နှစ်ပြည့်အောင်ပွဲခံအခမ်းအနားကိုပြုလုပ်ခဲ့ပါတယ်အဲ့ဒီအစီအစဉ်ကိုတစ်ကမ္ဘာလုံးကစောင့်ကြည့်ခဲ့ကြပါတယ်ဒါပေမဲ့အောင်ပွဲခံမဲ့အစားကမ္ဘာခေါင်းဆောင်တွေကိုထိတ်လန့်သွားစေမဲ့မြင်ကွင်းတစ်ခုဖြစ်စေခဲ့ပါတယ်အမေရိကန်အင်ဖြူတော်ရဲ့သတင်းစာရှင်းလင်းပွဲခန်းပါတယ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကမိနစ်60ကြာအောင်မိန့်ခွန်းပြောခဲ့ပါတယ်။အစိုးရရဲ့အောင်မြင်မှုတွေကိုဖတ်ပြနေရင်းနဲ့ရုတ်တရက်ဆိုသလိုခံမှန်းရခက်တဲ့ပုံကွေဆိုင်ရာအကြောင်းအရာတွေကိုလမ်းလွဲသွားခဲ့ပါတယ်။နိုင်ငံတကာကလိလာစောင့်ကြည့်တဲ့သူတွေအတွက်တော့ဒါကသတင်းစာရှင်းလင်းပွဲယူရိုတာမဟုတ်တော့ပါဘူး။ကမ္ဘာအင်အားအကြီးဆုံးစစ်မဟာမိတ်အဖွဲ့နေတိုးရဲ့တည်ငြိမ်မှုဟာခံမှန်းရခက်တဲ့လူတယောက်ရဲ့စိတ်အလိုပေါ်မှာမူတည်နေပြီဆိုတာကိုပြသလိုက်တဲ့အချက်ပြမှုတစ်ခုလည်းဖြစ်ပါတယ်။အစီအစဉ်ကတော့ဒီပွဲကအစိုးရရဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေကိုအသားပေးပြီးတော့ပြသဖို့ဖြစ်ပါတယ်။ဒါပေမဲ့ဒီမြင့်မြင့်သက်သေတွေရဲ့အဆိုအရဆိုရင်အမေရိကန်သမ္မတထရန့်ရဲ့တင်ပြပုံကဟိုရောက်ဒီရောက်နိုင်လွန်ပြီးတော့တတန်နဲ့ဖြစ်နေခဲ့ပါတယ်။သူကအောင်မြင်မှုစီးရင်တွေကိုဖတ်ပြနေရင်းနဲ့ရုတ်တရက်ခေါင်းစဉ်လွဲသွားပြီးတော့နယူးယောက်မြို့ကွင်းစရက်ကွက်မှာသူငငယ်ကဘေ့စ်ဘောကစားခဲ့တဲ့ငယ်ဘဝအမှတ်တရတွေအပြင်စိတ်ကျမ်းမာရေးစီယုံတွေအကြောင်းကိုပါထူးထူးဆန်းဆန်းထည့်သွင်းပြီးတော့ပြောသွားခဲ့ပါတယ်။တက်ရောက်လာတဲ့သတင်းတောက်တွေကိုသူကတည်ငြိမ်ရင့်ကျက်တဲ့ဉာဏ်ကြီးရှင်ဖြစ်ကြောင်းဉာဏ်ရည်စစ်ဆေးမှုတွေကိုထွန်းထူးချင်ကြောင်းအောင်မြင်ထားကြောင်းအကြိမ်ကြိမ်ပြောဆိုနေဒီမှာပဲစိတ်ကျမ်းမာရေးစီယုံအကြောင်းတွေကိုဆွဆွဲမြဲမြဲပြောဆိုနေမှုကစောင့်ကြည့်နေတဲ့ကဘာကြီးအတွက်တော့စိတ်သက်သာရာမဟုတ်ခဲ့ပါဘူးခင်ဗျာ။ဒီထူးဆန်းတဲ့အပြုအမူတွေနောက်ွယ်မှာပို့ပြီးတော့ပြင်းထန်တဲ့တန်တမန်ရေးရာအဖြစ်မှန်တစ်ခုလည်းရှိပါတယ်။မက္ဆီကိုပင်လယ်ကွေ့ကိုထရန့်ပင်လယ်ကွေ့လို့နာမည်ပြောင်းပေးမယ်လို့ရေစရာလုပ်ပြီးပြောဆိုခဲ့ပေမဲ့ဥရောပအကြောင်းရောက်လာတဲ့အခါမှာတော့လေတူးကချက်ချင်းပြောင်းသွားပါတယ်။ဗင်နီဇွဲလားရဲ့အတိုက်ခံခေါင်းဆောင်မာရီယာကော်ရီနာမာချာတို့ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသွားပြီးတဲ့နောက်မှာသမ္မတထရန့်ကသူငင်းနိုဘယ်ဆုနဲ့လွှဲချော်ခဲ့ရတဲ့အပေါ်နော်ဝေနိုင်ငံကိုမကျေနပ်ကြောင်းပုံမှန်လေးပဲပြောပါတယ်။ဒီပုံကိုကြီးမကျေနပ်ချက်ကိုအမေရိကန်နိုင်ငံသားမူဝါဒနဲ့တိုက်ရိုက်ချိတ်ဆက်လိုက်ပြီးတော့အခုလိုအတိအမှတ်အပြုတ်မခံရတဲ့အတွက်မဟာမိတ်တွေနဲ့ပတ်သက်ပြီးငင်းရင်တစ်ခုလေးကိုပဲဥတီစဉ်းစားပေးဖို့သူ့မှာတာဝန်မရှိတော့ဘူးလို့လည်းဆိုပါတယ်။ပုံကိုကြီးအတားနဲ့နိုင်ငံတော်မူဝါဒကြားကစီဟာလုံးဝပြောက်ကွယ်သွားနေပါပြီ။နိုင်ငံတကာအတိုင်းအဝိုင်းအတွက်တော့အစိုးရရင်ရဆုံးအချက်ကနေတိုးနဲ့ဒီ Greenland ကျွန်းကိစ္စပြောဆိုချက်တွေဖြစ်ပါတယ်။ Trump ကသူကအဆုံးမသက်နိုင်တဲ့စစ်ပွဲ၈ခုကိုအဆုံးသတ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။တစ်ဖက်မှာလည်း Scandinavia မဟာမိတ်နိုင်ငံတွေရဲ့ဒီအချုပ်အခြာအာဏာကိုပြစ်ပယ်ပြောဆိုခဲ့ပါတယ်။ကုန်သွယ်ရေးစစ်ပွဲတွေအထိဥတီနေတဲ့ Greenland ကျွန်းဝယ်ယူရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဘလောက်အထိလှုပ်ဆောင်သွားမယ်လို့သတင်းတောက်တွေကမေးတဲ့အခါမှာ Trump ကအင်အားသုံးမဲ့ကိစ္စကိုမငင်းဆန်ပဲနဲ့ခင်ဗျားတို့သိလာရမှာပါလို့ဖြေကြားခဲ့ပါတယ်။နေမီပိုင်ဆိုင်မှုကိုကုန်သွယ်ရေးသဘောမျိုးသတ်မှတ်ထားတဲ့ဒီလုပ်ရကြောင့်ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေအပေါ်အခြေခံပြီးတော့အမေရိကန်နဲ့ဥရောပလုံခြုံရေးမဟာဗျူဟာကြီးကိုဖျက်သိမ်းပြစ်မလားဆိုတဲ့စိုးရိမ်မှုတွေကပိုပြီးတော့မြင့်တက်လာပါတယ်။သမ္မတထရန့်ရဲ့ဒုတိယသက်တမ်းတစ်နှစ်ပြည့်ချိန်မှာပဲအနောက်အုပ်စုအတွက်အဓိကမေကွန်ကသူပြောတဲ့စကားတွေအကြောင်းမဟုတ်တော့ပါဘူး။သူ့ရဲ့ခံမှန်းရခတ်တဲ့လုပ်ရတွေကြောင့်ဖြစ်လာမဲ့အကျိုးဆက်တွေအကြောင်းဖြစ်လာပါပြီ။အမေရိကန်ဝါရှင်တန်မြို့တော်ကထွက်ပေါ်လာတဲ့ရှုပ်ထွေးတဲ့အချက်ပြမှုတွေအကြောင်းကိုနားလည်ဖို့ကြိုးစားနေရချိန်မှာအနောက်အုပ်စုမဟာမိတ်တွေကြားအကြောင်းထပ်မှုကနေပြီးအကျိုးအမြတ်အများဆုံးရရှိသွားမဲ့သူကရုရှားရဲ့သမ္မတဗလာဒီမာပူတင်ပဲဖြစ်ကြောင်းကိုသုံးသပ်သူတွေကသတိပေးနေကြပါတယ်ကျွန်တော်ကတော့လင်ခဲအိမ်ပါအားလုံးပဲအချိန်ပေးပြီးနားထောင်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ